ပြောသွားသေးတယ်ဆိုလကားပါမိမရဲ့ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတာဘဝအတွက်အရေးအကြီးဆုံးပဲဟုတ်ဖြူကလေဂုံဘကတနာမဲ့လို့ပြောနေမှာမဟုတ်ဘူးနော်ကိုဆရာဝန်ဖြစ်စေချင်တဲ့စိတ်တစ်ခုနဲ့ပြောနေတာစကားတလိုက်တာဖြူရဲ့အခုလိုစကားကြားရတာကိုပိုးပြီးအားရှိသွားပြီဖြူလည်းပိုးပြီးချစ်သွားပြီဘလို့မှမဖြစ်နိုင်ပါဘူးဆရာပါဗျာဘလို့မှမဖြစ်နိုင်ပါဘူးကြာဖြူကလေကိုဝင်းအောင်ပြောတဲ့ကိစ္စကိုစိတ်ဝင်စားတာအမှန်ပါပဲကိုစီသူကစိတ်တက်ကလေးတက်နေရလေစာရီပိုင်းလေးရေးတယ်ကိုဝင်းအောင်ပြောတဲ့ကိစ္စကိုစိတ်ဝင်စားတယ်ဆိုတော့ခေါ်လိုက်တာပါကောင်းတော့ပါဗျာဟာငါဒီကောင်ရုပ်မနေခေါ်လာရတာဟာစေးချောင်းပိတ်တုံလေးဒီရောလာလဲနဲ့ဘူးသူရတွေပါလေရအောင်လို့ရှုပ်ရှက်တော့လူတကာကိုဒီတန်ဟာရှောက်ပြနေလို့ကျုပ်တန်ဟာပျောက်သွားတာမှမဟုတ်တာဒီတွဲဆုပ်ပုတ်ကောင်လေးရွာပြင်မှာမိချုပ်တတ်ပြရမှာသူများမကောင်းကြောင်းကိုပြောပြီးအရသာခံနေကြတာ